ဖြတ်လန်းတွေကိုရှောင်ပါလို့ပြောကြပါတယ်အစုံလေးတစ်ခုရှိပါတယ်ဗျာနေရာတစ်ခုကြားကအဝေးဆုံးအကွာဝေးကဖြတ်လန်းမှာပဲဆိုတဲ့စကားလေးကအလွန်မှန်ပါတယ်အော်ဟုတ်ကဲ့ဆရာကြီးဖြတ်လန်းနဲ့သွားတိုင်းပိုတော်ရှည်သွားပါလိမ့်မယ်ပိုတော်ရှည်သွားတယ်ဟုတ်ကဲ့ဒီကြောင့်မလို့လည်းပဲဒီစကားလေးကနော်နေရာတစ်ခုရဲ့အဝေးဆုံးကွာဝေးကဖြတ်လန်းမယ်လို့ပြောခဲ့ပါဟုတ်ကဲ့ပါရှင်ဗမာမှာလည်းဒီလိုစကားပုံလေးတွေရှိပါတယ်နော်ဟုတ်ကဲ့ပါဥပမာပေါ့နော်အရင်လိုလမ်းအိုလိုက်လို့ပြောပါတယ်နော်ဟုတ်ကဲ့ပါရှင်အရင်လိုလာဖြတ်လန်းမသုံးနဲ့လို့ဆိုတဲ့ဘောပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါကြောင့်မလို့ဘဝမှာမိမိအတွက်အကျိုးရှိမဲ့အရာအားလုံးအတွက်တန်ရာတန်ဖိုးဆိုတာရှိပါတယ်ဟုတ်ပါတယ်ဘဝမှာမိမိတိုးတက်ခြင်းနဲ့အတတ်ပညာတစ်ခုကိုကောင်းမွန်စွာတက်မြောက်ဖို့အတွက်အချိန်ငွေကြေးတို့ကိုလိလာတွက်ချက်ပြီးတော့ပေးဖို့လဲကျွန်တော်တို့ကဝေမလေးဖို့အရေးကြီးပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာကြီးနော်အောင်မြင်မှုအတွက်နော်လိလာတင်ကြားဖို့အတွက်ကိုဖြတ်လန်းလိုက်လို့မရပါဘူးဟုတ်ကဲ့ပါဒါလေးကိုကျွန်တော်သတိပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါနံပါတ်၄ချက်ကတော့လိလာတင်ကြားဖို့အတွက်မာနကိုပေးဖို့ဝေမလေးပါနဲ့လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့မာနရှိတဲ့လူကလိလာတင်ကြားဖို့အတွက်အားနေပါတယ်တော့ဆိုင်ဟုတ်ကဲ့ပါဆရာကြီးငါတက်ပြီဆိုတဲ့မာနထားလိုက်တာနဲ့ဘာမှလိလာတင်ကြားလို့မရတော့ပါဘူးရတော့ဟုတ်ကဲ့ဘာမှမတက်ဘူးဆိုတဲ့စိတ်နဲ့လိလာတင်ယူပါမှတကယ်တက်ပါလိမ့်မယ်ဟုတ်ကဲ့ပါဘာမှမတက်ဘူးလို့ပြောရမှာစိတ်ထားမှာကိုလူတော်တော်များများရဲ့မာနကလက်မခံကြပါဘူးခင်ဗျာဟုတ်ပါတယ်ရှင်ပိုဆိုးတာကတော့လိလာတင်ယူမှုကိုလုံနေသည်အမားတွေကလည်းလုံနေမယ်ဆိုတာပါပဲဟုတ်ကဲ့စာရေးဆရာကြီးအယ်ဘတ်ဟာဘတ်ကဘဝမှာအကြီးဆုံးအမားကတော့မားမာကိုကြောက်ပြီးဘာမှမလုပ်တာပါပဲလို့ပြောခဲ့ပါတယ်ဟုတ်ကဲ့တိတ်ကောင်းတဲ့စကားလေးပါဟုတ်ကဲ့ပါဒါလေးနဲ့ပတ်သက်ကျွန်တော်ချောင်းလာလေးတစ်ခုလည်းဝေမျှခြင်းပါတယ်ဟုတ်ကဲ့ဆရာကြီးကျွန်တော်ဘယ်တော့မှမကြဆုံးဘူးဟုတ်ကဲ့ဘာမှလည်းမလုပ်ခဲ့ပါဘူးတော့ဆိုင်ဘာမှမလုပ်တော့မကြရှုံးဟုတ်ကဲ့ဘာမှလည်းမလုပ်ခဲ့ဘူးဟုတ်ကဲ့ကြာလည်းမကြဆုံးခဲ့ဘူးဟုတ်ကဲ့အောင်မြင်မှုလည်းမရှိဘူးပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့မာနရှိနေသူကတော့ဘယ်တော့မှလိလာတင်ကြမှာမဟုတ်ပါဘူးတော့ဆိုင်ဟုတ်ပါတယ်ဒါနဲ့ပတ်သက်လို့လည်း Emerson ကတခုကိုရဖို့တခုကိုပေးဆက်ရမယ်လို့ဆိုပါတယ်ဟုတ်ပါတယ်ရှင်ဟုတ်ကဲ့ရောက်လို့ဘဝမှာတိုးတက်မှုကိုရဖို့မာနကိုပေးလိုက်ဖို့ဝင်မလေးပါနဲ့လို့ဟုတ်ကဲ့ရှယ်ပြည့်တဲ့ကြီးကိုပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အဲ့တော့မာနကိုမပေးနိုင်ဘူးဆိုရင်တော့လိလာတင်ကြဖို့အတွက်နားတွေအုံနောက်တွေကပိတ်သွားပါလိမ့်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်နံပါတ်5တော့အမားတစ်ခုကိုနှစ်ကြိမ်မလုပ်မိပါစေနဲ့လို့ပြောချင်ပါတယ်ဟုတ်ကဲ့အမားမလုပ်တဲ့လူဆိုတာမရှိပါဘူးခင်ဗျာမှန်ပါတယ်အမားမလုပ်တဲ့လူကလည်းဘာတိုးတက်မှုမှလည်းမရနိုင်ပါဘူးလို့သမ္မတကြီးတယ်ဒီရုစဖက်ကပြောခဲ့ပါတယ်ဟုတ်ကဲ့ဒါအမှန်ပါပဲခင်ဗျာဟုတ်ကဲ့ပါရှင်ဒါပေမဲ့အမားတစ်ခုကိုထပ်တလဲလဲမားနေရင်လည်းဘာတိုးတက်မှုမှမရနိုင်ပါဘူးဟုတ်ပါတယ်တခါမားတယ်ဆိုတာလက်ခံနိုင်ပါတယ်ဟုတ်ကဲ့အမားတစ်ခုကိုနှစ်ခါမမားလို့တော့အရေးကြီးပါတယ်တော့ဆိုင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဒီလာသင်ကြားမှုလုပ်နေတိုင်းအမားကိုတော့တွေ့မှာပါပဲမှန်ပါတယ်နှစ်ခါမမားအောင်တွေ့တယ်အမားကသင်ခန်းစာယူပြီးနောက်တစ်ခါမမားအောင်ကြိုးစားဖို့လိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ဒီလောကနေရာမှာတစ်ခုကိုလည်းကျွန်တော်ပြောပြချင်ပါတယ်ဟုတ်ကဲ့ဆရာကြီးပြောပြပါရေသိမ်းလိုက်တဲ့သီးနှံမကြိုက်ရင်ကိုစိုက်ခဲ့တဲ့မျိုးစေ့မှားလို့ပဲဆိုတဲ့နေရာမှာလည်းကျွန်တော်သိသဘောကျပါတယ်ဟုတ်ကဲ့ဆရာကြီးသိကောင်းပါတယ်ဟုတ်ကဲ့ပါအဲ့တော့သီးနှံထွက်လာမှအသီးနှံကြီးကညက်လိုက်တာဆိုရင်ကိုစိုက်ခဲ့တဲ့မျိုးစေ့ကိုဦးတည်ပါတယ်ဟုတ်ကဲ့ပါရှင်ကြောင့်လို့မျိုးစေ့ကောင်းဖို့ရေးကြည့်ပါတယ်နော်ပါတယ်ဆရာကြီး